ACCA နဲ့ LCCI စာမေးပွဲ exam တွေအပြင်နေမှာအမြဲတမ်းရောထွေးနေတတ်တဲ့အချက်ကလေးတစ်ချက်ကို sharing လုပ်ချင်ပါတယ် salary နဲ့ wages ဘာကွာလဲအဲ့တော့စပြီးတော့လေ့လာတဲ့သူတွေအများဆုံးမှားတဲ့တာက salary နဲ့ wages ကိုအတူတူလို့ထင်မိတတ်တယ်မှန်ပါတယ် salary ကလည်း expense wages ကလည်း expense ဒါပေမဲ့သူ့မှာတိတိကျကျပြောလာမယ်ဆိုရင်တော့သူကခါလေးကျရင် salary လို့ရေးလဲရတယ် wages လို့ရေးလဲရတယ် salaries and wages လို့ရေးလဲရတယ်ပုံမှန်အခြေခံမှာတော့အားလုံးက expense ပဲဒါပေမဲ့တိတိကျကျလေးကွဲလွဲချက်ကလေးကြည့်ထားရင်တော့ပို့ပြီးတော့ကောင်းပါတယ်ဥပမာ salary နဲ့ wages ဘာကွာလဲလို့ရှင်းပြခြင်းပါတယ် salary ဆိုတာကလစဉ် fix amount ပုံသေး amount ဖြစ်တယ် wages ကတော့ကိုယ်အလုပ်လုပ်တဲ့နိုင်အလိုက်ရက်အလိုက်ဒါမှမဟုတ်ရင် unit အလိုက်ပြောင်းလဲနိုင်နေပါတယ်နောက်တစ်ခုက salary ကိုဘယ်လိုဝန်ထမ်းနေပေးလဲဆိုတော့ office staff တွေ manager တွေ accountant တွေရှိပါတယ် wages ကတော့ factory worker daily worker production worker စရှိတဲ့သူတွေကိုပေးလိပေးတာရှိလစာအနေနဲ့ကတော့ salary ကတော့ monthly တစ်လတစ်ကြိမ်လစာစီရင်ရေးသွင်းရတယ် wages ကတော့ daily weekly payroll system နဲ့သွားပါတယ် salary ဆိုတာကတော့များအားဖြင့် indirect cost ဖြစ်တယ် wages ကတော့ maybe direct လည်းရှိနိုင်တယ် indirect လည်းရှိနိုင်တယ် exam အနေနဲ့ကတော့ salary က accountant သည်500 per month တစ်လကို900 sales manager 700 per month တစ်လကို900လစာကအလုပ်ဆင်းတဲ့ရကနေရင်နေသွားမယ်ပိတ်ရက်ရှိတယ်ဒါပေမဲ့သူကတော့ပုံသေးပုံမှန်ရတယ် wages ကတော့ဥပမာအပြင်အလုပ်သမားတစ်ယောက်ဒီတနာရီကို$5ရမယ်ဟုတ်လားနောက်တစ်ခါ tailor ကတော့ရှိုင်းကြီးတစ်ထည်ကို1000ရမယ်ကိုအလုပ်လုပ်တဲ့ပမာဏပေါ်မူတည်ပြီးတော့လစာရတယ်အဲ့တော့ accounting treatment အနေနဲ့ပတ်သက်ပြီးတော့နံပါတ်1 nature ကိုယင်စဉ်းစား account name တွေကိုမကြည့်နဲ့ဥပမာ salary paid လို့ပြောရင် salary expense မှာ debit cash account မှာ credit စရိတ်တွေတိုးသွားတယ်ငွေလျော့သွားတယ်လောက wages paid ပေးရင် wages expense account မှာ debit cash account မှာ credit expense တိုးတယ် cash လျော့တယ်အဲ့တော့ manufacturing business မှာအရေးအကြီးဆုံးဒီနေရာမှာ exam ရောလက်တွေ့ real life မှာရောအမှားများတဲ့အရာက factory worker ရဲ့ wages က wages expense မဟုတ်ဘဲနဲ့ direct labor cost production cost prime cost ဖြစ်နိုင်ပါတယ် example furniture factory ပရိဘောဂစက်ရုံတစ်ခုမှာ carpenter wages လက်သမားအတွက်လောအားက2000ဒါဆိုဂျာနယ်ရိုက်မယ်ဆိုရင် direct labor မှာ debit wages payable မှာ credit prime cost production cost ထဲမှာဝင်သွားပါတယ်အကယ်၍လုပ်ငန်းမျိုးစား type of business မှာမူတည်ပြီးတော့ treatment တွေကွာနိုင်လား yes ကွာနိုင်ပါတယ်เนาะနံပါတ်1 trading business အကြောင်းလေးနည်းနည်းပြောမယ် trading business မှာဥပမာအဖြစ်minimart မှာ cashier salary store manager salary ဆိုရင် salary expense မှာ debit cash or bank မှာ credit profit or loss မှာတိုက်ရိုက်ဝင်သွားပါမယ် service business ကိုဥပမာလေးပေးမယ်ဆိုရင်တော့ accounting firm စည်ရင်းရေးဆွဲတဲ့လုပ်ငန်းတွေမှာ accountant salary admin salary ဆိုပြီးတော့ရှိတယ်အားလုံးက expense ဖြစ်တဲ့အတွက် salary expense မှာ debit cash or bank မှာ credit manufacturing business ကတော့အမှားများတာနဲ့ရောတတ်တာများတယ်အရေးကြီးတယ်ဥပမာ factory worker direct labor သည် prime cost production cost အဓိကစရိတ်ဖြစ်တယ် factory supervisor ကြတော့ indirect labor ဖြစ်တယ် factory overhead စက်ရုံနဲ့ပတ်သက်တဲ့သွယ်ဝိုက်စရိတ် accountant ကတော့ admin salary ဖြစ်ပြီးတော့ administration expense ဖြစ်တယ်အဲ့တော့ပထမဦးဆုံးဒီ fresher junior တွေအနေနဲ့များသောအားဖြင့်ကြည်တဲ့အချက်ကလေး case လေးရှိတယ် factory worker salary ဆိုရင် salary အကောင့်နဲ့သွားပြီးတော့ထည့်မိတတ်တယ်ဒါမှားပါတယ်ဘာကြောင့်လဲဆိုတော့သူလုပ်တဲ့ nature က production worker ဖြစ်နေမယ်ဆိုရင်တော့ဒါသည် direct labor ဖြစ်ပါတယ်ဒါဆိုရင်တို့က account name ကိုပဲကြည့်တယ်ဥပမာ factory staff salary ဆိုရင် admin expense ကိုထည့်တယ်မှားတယ် factory staff လို့ပြောတဲ့အတွက်စက်ရုံဝန်ထမ်းလစာစက်ရုံနဲ့ပတ်သက်တဲ့သွယ်ဝိုက်စရိတ်ဖြစ်တယ်နောက်တစ်ခုက overtime pay overtime ဆိုတာကအချိန်ပိုလုပ်အားကproduction worker ရဲ့ overtime အများစုကတော့ salary expense မှာ debit
cash မှာ credit ဆိုပြီးလုပ်တယ်တကယ်တော့ production worker အတွက် OD ဆိုရင်သူက production worker ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့ OD ဒီ direct labor cost သို့မဟုတ် factory overhead cost special request ကြောင့်လုပ်တယ်ဆိုရင် direct labor general ဆိုရင်တော့ factory overhead အဲ့တော့ salary နဲ့ wages ဆိုတဲ့စလုံးနဲ့မစစ်ဘူးများသောအားဖြင့်သူတေချာပေါက်exam မှာ tip အနေနဲ့ကဒီကုန်ကျစရိတ်ကဘာအတွက်လဲဥပမာ factory machine operator wages ဆိုရင် direct labor ဖြစ်တယ် factory security guard wages ဆိုရင်တော့ factory overhead ဖြစ်တယ် chief accountant salary လို့ပြောရင်တော့ administration expense ဖြစ်တယ် salesman salary အယောင်းသမားလာတာဆိုရင်တော့ selling and distribution expense အဲ့တော့ golden rule အနေနဲ့တေချာပေါက်မှတ်ထားမှာက senior accountant တယောက်အနေနဲ့ကိုယ့်ရဲ့ junior တွေနဲ့ပတ်သက်ပြီးတော့အမြဲတမ်းပြောနေတဲ့စကားလေးတစ်ခုရှိတယ် salary လား wages လားဆိုတာတဲ့ဘယ် department မှာအလုပ်လုပ်တာလဲ product ထုတ်လုပ်မှုမှာဓာတ်ရိုက်ပါဝင်သလားမပါဝင်ဘူးလားကြည့်ပေးရမယ်အဲ့တော့ accounting မှာတော့ account name တဲ့ nature of cost တနည်းအားဖြင့်သူ့ရဲ့ criteria ကပို့ပြီးတော့အရေးကြီးပါတယ်ဒါဆိုရင်တော့တို့တွေလက်တွေ့မာရော exam အတွက်မာရော payroll classification လုပ်တဲ့နေရာမှာ account head ခွဲတဲ့နေရာမှာအမှားတော်တော်များများကိုရှောင်နိုင်ပါလိမ့်မယ်နောက်လာမယ့်သင်ခန်းစာကတော့ deduction နဲ့ withholding tax ဘာကွာလဲဆိုတာလေးဖြစ်ပါတယ်